မေးလာတဲ့မေးခွန်းတွေကိုပြန်ဖြေမယ်နော်ဒီရက်ဆိုလို့ရှိရင်နော်ဒီစက်ယုံအလောက်ယုံတွေမီးရှို့ဖြက်စီးတွေနေတာနဲ့ပတ်သက်ပြီးတော့ဒီကိုယ့်ရဲ့ opinion လေးတွေကိုပြောပြပါအောင်လို့ပြောတယ်နော်ဆိုတော့ဒီမြန်မာနိုင်ငံမှာစက်ယုံအလောက်ယုံတွေကိုမီးရှို့ဖြက်စီးနေရတာကိုသုံးသပ်ပေးရမယ်နော်ကိုယ့်ရဲ့အမြင်အနေနဲ့သုံးသပ်ပေးရမယ်လို့တောင်းဆိုလာတဲ့အတွက်ကြောင့်နော်ကိုယ့်ရဲ့အမြင်နဲ့ကိုသုံးသပ်ပေးမှာဖြစ်တယ်နော်သုံးသပ်ပေးမှာဖြစ်တယ်စက်ယုံအလောက်ယုံတွေမီးရှို့နေတာအကြောင်းရှိပါတယ်စက်ယုံအလောက်ယုံတွေကိုမီးရှို့နေတော့သူများသည်မြန်မာအကျန်းဖက်တမတော်တွေဖြစ်တယ်နော်ဒီမြန်မာအကျန်းဖက်တမတော်တွေကိုယ်တိုင်ကပဲဒီစက်ယုံအလောက်ယုံတွေကိုမီးရှို့တယ်ပြီးတော့နော်တော်လန်ရေးပွဲကြီးကိုဆင်နွှဲနေတော့ Federal Union and Democracy စနစ်အောင်မြင်ဖို့အတွက်တော်လှန်ရေးပွဲကြီးကိုဆင်နွှဲနေတော့ပြည်သူတွေကမီးရှို့ပါတယ်ဆိုပြီးတော့ကဘာကိုလိန်နေတယ်เนาะကဘာကိုလိန်နေတယ်သူတို့ပြောထားတဲ့ဗီဒီယိုခွေတွေလည်းရှိပါတယ်တွေ့ရပါတယ်เนาะဒီစက်ယုံအလောက်ယုံတွေဟာဆိုလို့ရှိရင်ဒီဗမာအကျန်းဖက်တက်မတော်ရဲ့ပြီးတော့တာလီစွာပါအကိုချေရေအမချေရေနော်တာလီစွာပါပြီးတော့ဒီဗမာအကျန်းဖက်တက်မတော်ရဲ့တရုတ်ပြည်မကြီးကလာတဲ့စီးပွားရေးပိုင်ရှင်တွေကနော်စီးပွားရေးလုပ်ငန်းရှင်တွေကတွဲဖက်ပြီးတော့ပေါင်းဆက်ပြီးတော့အလုတ်လောက်ထားခြင်းဖြစ်တယ်စက်ယုံအလုတ်ယုံတွေကိုထူထောင်ထားခြင်းဖြစ်တယ်ကဲတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကဗမာတက်မတော်နဲ့ပေါင်းပြီးတော့ဒီနီပေါ်တွေနဲ့ပေါင်းပြီးတော့ဒီစက်ယုံအလုပ်ယုံတွေကိုထူထောင်တယ်ဗမာပြည်မှာမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံဖြစ်တယ်အဲ့ဒီအတွက်ကြောင့် Made in မြန်မာဆိုပြီးတော့ဒစိမ့်ရိုက်ပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်ဒီအမေရိကန်တို့အနောက်နိုင်ငံတို့ဒီဥရောပနိုင်ငံတို့ကိုကုန်ပစ္စည်းတွေကိုတင်သွင်းရောင်းချတဲ့အချိန်မှာသူကအခွန်တွေကိုပေးအများကြီးပေးစရာမလိုဘူးเนาะသူများနိုင်ငံတွေလိုအများကြီးအခွန်ကိုပေးစရာမလိုတာလီစွာပါเนาะတာလီစွာပါအကိုချေမင်္ဂလာပါเนาะဦးရေเนาะဦးဖတ်တီဘို့ထုံမင်္ဂလာပါနော်ဆိုတော့ဒီစက်ယုံအလောက်ယုံတွေမှာတရုတ်တွေကပဲလာပြီးတော့ကြီးစိုးတယ်ချဲ့လဲတယ်ပြောတော့ Made in မြန်မာပြောတော့မြန်မာပြည်မှာတိဆောက်ထားတဲ့စက်ယုံအလောက်ယုံဒါပေမဲ့ဒီမြန်မာပြည်သူပြည်သားကိုယ်တိုင်ကနော်ဒီအောက်ချုပ်စီမံရတဲ့ခန့်ခွဲရတဲ့အကျိုးအမြတ်တွေအများကြီးရတဲ့စက်ယုံအလောက်ယုံတွေမဟုတ်ဘူးတကယ်အကျိုးအမြတ်တွေရတာဒီပြည်မကြီးကလာတော့တရုတ်တွေနဲ့ပြီးတော့သူနဲ့နော်ခေါင်းမီခေါင်းကျက်ခေါင်းစားဖင်မီဖင်စားဖင်ကျက်ဖင်စားပေါ့နော်အဲ့ဒီဗမာတက်မတော်ကဒီအမျိုးအနွယ်တွေစထရေစင်မျိုးဆက်တွေကရရှိတာဖြစ်တယ်Made in မြန်မာလို့ဒီဇိုင်းနှိပ်ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင် तू ကအခွန်တွေကို short ပေါ့ပေးရတယ်ဆိုတော့ဒီတရုတ်လုပ်ငန်းရှင်တွေအနေနဲ့အခွန်တွေကိုအများကြီးမပေးချင်တဲ့အတွက်ကြောင့်เนาะသူတို့မြန်မာပြည်မှာစက်ယုံအလုပ်ယုံတွေကိုလာပြီးတော့တိဆောက်တယ်ဒါသုံးသက်ချက်နံပါတ်1เนาะကဲသုံးသက်ချက်နံပါတ်2ဗမာတက်မတော်ကဘာကြောင့်စက်ယုံအလုပ်ယုံတွေကိုသူတို့ကိုယ်တိုင်သူတို့မီးရှို့ဖြက်စီးနေကြရတာလေဆိုလို့ရှိရင်အလောက်သမားတွေတိုင်းမှာအလောက်သမားအခွင့်အရေးရှိတယ်အသက်16နှစ်မပြည့်သေးတဲ့ကလေးတွေကိုဆိုလို့ရှိရင်စက်ယုံအလောက်ယုံတွေမှာအလောက်ခိုင်းလို့မရဘူးအလောက်ခေါ်အလောက်ခန့်လို့မရဘူးကလေးအခွင့်အရေးဆိုတာရှိတယ်နော်က
လေးတွေရဲ့လောက်အားကိုသုံးပြီးတော့ဒီစက်ရုံအလုပ်ရုံတွေကိုလဲပတ်နိုင်အောင်နော်လုပ်ငန်းခွင်လဲပတ်နိုင်အောင်ကလေးလောက်အားကိုအသုံးမပြုရအောင်ဒါကလေးအခွင့်အရေးကိုချိုးဖောက်နေခြင်းဖြစ်တယ်မြန်မာပြည်မှာအသက်18နှစ်မပြည့်တော့ကလေးအလုပ်သမားတွေအများကြီးရှိရဲ့ဆိုတော့ဒီတရုတ်နဲ့ဒီဗမာအကျန်းဖက်တက်မတော်နဲ့ပေါင်းဆက်ထားတဲ့နီပေါ်နီကြောင်တွေနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့ဒီစက်ရုံအလုပ်ရုံတွေမှာလည်းပဲအသက်မပြည့်သေးတဲ့ကလေးတွေကိုရှိတယ်ကလေးတွေအလုပ်လုပ်နေတယ်ဆိုတာလည်းဒီစာတန်းတွေလည်းအစီရင်ခံစာတွေလည်းရှိလာပါတယ်နော်ကဲအလုပ်သမားတွေမှာအလုပ်သမားအခွင့်အရေးဆိုတာရှိတယ်ဒီမြန်မာပြည်မှာလာပြီးတော့ထူထောင်ထားတဲ့ဒီစီးပွားရေးနော်ဖက်ဆက်စက်ရုံအလုပ်ရုံတွေဟာဆိုလို့ရှိရင်နော်ဒီအလုပ်သမားအခွင့်အရေးအလုပ်သမားရဲ့ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့လုပ်ငန်းခွင်တွေဖြစ်တယ်စက်ရုံအလုပ်ရုံတွေဖြစ်တယ်ဆိုတော့အဲ့ဒီစက်ရုံအလုပ်ရုံတွေဟာဆိုလို့ရှိရင်အလုပ်သမားတွေအတွက်လုပ်ငန်းခွင်လုံခြုံမှုမရှိဘူးအလုပ်သမားတွေအတွက်လုပ်ငန်းခွင်လုံခြုံမှုမရှိဘူးနော်ပြီးတော့အလုပ်သမားရဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့လုပ်ငန်းခွင်လည်းမဟုတ်ဘူးအဲ့ဒါတွေအတွက်နော်အဲ့ဒါကြောင့်မလို့သူတို့ကြိုတင်ပြီးတော့လက်စဖြောက်ထားခြင်းဖြစ်တယ်နော်ဘာကြောင့်လဲဆိုရင်ဒီရိုဟင်ဂျာမွတ်စလင်ကိုလူမျိုးပြောင်းတက်ဖြတ်တောင်းက ICJ မှာသူတို့ကနော်ဥပမာတွေဥကရင်တွေနော်သူတို့အများကြီးရသွားပြီသင်ခန်းစာတွေအများကြီးရသွားပြီအဲ့ဒီအတွက်ကြောင့်အခုကတည်းကသူတို့ကခြေရာဖြောက်လက်ရာဖြောက်အစဖြောက်နေခြင်းဖြစ်တယ်ပြီးတော့စက်ရုံအလုပ်ရုံကိုထူထောင်ထားတာနော်မတ်ပုံတင်ထားတာတရင်ဝင်သူများတည်တာကအထက်ချုပ်စက်ရုံတို့နော်စားတော့ကောင်ထုတ်တဲ့စက်ရုံတို့ဘာညာစက်ရုံတို့ဒါပေမဲ့သူတို့စက်ရုံထဲမှာထုတ်လုပ်နေတဲ့ဒီထုတ်ကုန်တွေကရောရိုးသားသားထုတ်ကုန်မဲလားဆိုတာလဲစဉ်းစားစရာဖြစ်လာတယ်နော်ရိုးသားသားထုတ်ကုန်တွေပဲလားအဲ့ဒီစက်ရုံအလုပ်ရုံအတွင်းပိုင်းမှာထုတ်လုပ်နေတော့အရာများသည်ဒီအဝတ်အစားတွေအထည်တွေပဲလားဖနက်တွေပဲလားစားစရာတွေပဲလားတောက်စရာတွေပဲလားဒါကလည်းစဉ်းစားစရာတစ်ချက်ဖြစ်တယ်နော်ပြီးတော့ဗမာပြည်မှာတည်တဲ့အတိုင်းပဲနော်နှစ်စဉ်နှစ်တိုင်းဗမာတက်မတော်ရဲ့ရဲတပ်ဖွဲ့တွေကနော်ပြည်သူရဲလို့မပြောဘူးကိုတော့မပြောချင်ဘူးပြည်သူရဲဆိုရင်ပြည်သူကိုကာကွယ်ရမယ်လေအခုကဗမာအကျန်းဖက်တက်မတော်ကိုကာကွယ်တဲ့အတွက်ကြောင့်မြန်မာပြည်မှာရှိတော့မြန်မာအကျန်းဖက်တက်မတော်ဤပြည်သူရဲတွေဆိုရင်လည်းဒါလည်းမဟုတ်သေးဘူးနော်ဆိုတော့ဒီအကျန်းဖက်တက်မတော်ရဲ့ရဲတွေကနော်ရဲတွေကတစ်နှစ်တစ်ကြိမ်နော်မူရစေဝါတွေကိုဖမ်းမိပါတယ်တိန်စီရမိပါတယ်နော်ပိုင်ရှင်မဲ့မူရစေဝါတွေကိုဖမ်းမိပါတယ်ဆိုပြီးတစ်ချိန်လုံးကြော်ညာနေတယ်ဟုတ်တာမဟုတ်တာအပထားမီးရှိုးဖြက်စီးပြလိုက်တယ်အဲ့ဒီမြမရေဒီယိုတွေသတင်းတွေရုပ်မြင်သံကြားတွေမှာပြတယ်အရင်တော့ကဆိုလို့ရှိရင်နော်ခွန်ဆန်ကနော်ရွှေတရိကန်နယ်မြေကရှမ်းပြည်ဖက်မှာကနော်ဒီမူရစေဝါထုတ်လုပ်တဲ့စက်ရုံတွေရှိပါတယ်ဆိုပြီးတော့တစ်ချိန်လုံးနော်20ရာစုတောက်လျှောက်သူကရှမ်းပြည်နယ်ခွန်ဆန်ရွှေတရိကန်နယ်မြေဆိုပြီးတော့မူရစေဝါထုတ်လုပ်တဲ့စက်ရုံရှိတယ်ဆိုတော့သူကတစ်ချိန်လုံးလက်ညှိုးထိုးနေတာဒီ21ရာစုမှာခွန်ဆန်လည်းမရှိတော့ဘူးရှမ်းပြည်မှာဒီမူရစေဝါတွေကိုထုတ်လုပ်မဲ့စက်ရုံတွေလည်းမရှိတော့ဆိုတော့အဲ့ဒီစက်ရုံတွေကဘယ်ကိုပြောင်းသွားတာလဲနော်ပြီးတော့မြန်မာပြည်မှာကမူရစေဝါကိုနော်အလွယ်တကူဝယ်ယူသုံးဆွဲလို့ရတဲ့အနေအထားမှာရှိတယ်မြန်မာပြည်မှာရှိတော့80ရာခိုင်နှုန်းကျော်တော့လူငယ်တွေဟာဆိုလို့ရှိရင်မူရစေဝါသုံးဆွဲခြင်းမူရစေဝါတွေကိုအလွယ်တကူဝယ်ယူသုံးဆွဲလို့ရတယ်
where you don't swallow yare, where you don't swallow yare and the tamale, she there. Pama a jam pet, tamaro ye, shed the puetrega, no, ubama, no? Tayo sa mo ang jinga. Muye sewa don't swear, muye sewa don't swear mu, muye sewa lewe tashi mu, and to a pamja like that. The powder kaya a things are a cow little Droga pamja biro, the day median rema, the day a GG net the check up biro, lonely. Goro say when Zara got any muye sewa don't swear it. Muye sewa go lewe tashi de upama, tayo sa mo ang jeno lumyo, gora say when Zara hopu. Eri nyama pima, muye sewa, taulo, young tare, chapsure, good and yawe, moon lonely, di muye sewa, mafia, guy, or say when Zara. No? Pama a jam pet tamaro, jeta peka, the kamale, mapami nine di. Nasaya soon, Naseta su. The kama the rope pami ram shoe, muye say one day nine or ram shoe. Quine, Bajaule, solution. Di Pama a jam pet tamaro ye. Pama a jam pet tamaro ye. Jemu jire go raiga. Muye sewa Yahweh Low guy sat out there Muye sewa Gudan Yahweh Mafia a tizare Pinelove No? Drone bound at the weather sare lumio no? Wa lumio Pau Eddie Dina wa lumio Joram Hobu no? And I read out Duroga Say young a low young nuego a chami, me shop siyama, pite, no? See why it the mate out sippy so ye upama. Po choke dan shuyen, yea, no? Nine and the back the cargo lep papido, pon down it, di ne shui tui, no? Ne shui tui lo see why ye gaunga, no? Do a song can be or 2 years say a low young way. Go to me show mala, me show kind la. No? That a day per mamma sheeta. So no? The bards out say a low young go, me show pessiniale. Jordan biro, Leia tea, Shaya, a go a yario, chop septiniale, so that a giant she. No? Now to check up pale solution. Di say yo a low young wega. Jan be all subject like that. Jan be all tolerant like that. Da do a say a doubt with pare, jere, lerega, Nama nine and ma shido, Luda a jen and nico, and the air be needed. Tap shanny. Nama eat. No? A poor than lato, the power, the one generate, the tory, ye two, lay two rego, chessy neither. Yen ya, na ye nep, and ya, second net and ya, chessy neither. Airy at out, no? Nine and the gaga, wing came out the roga, let you tabi or the sail, allow your no throw, me show chessy jar upset. No, Bessie, why the mamma to Bessie or to a social can be me show Bessie male. No, say manat that do remam how da, no, say natama, no now, no day I hope I can go. Nama Gio, Naseteyasu, Nasenayasu, a tidama to a jump you tendera, no? So throw me show near. Me show ma walk, no, Nama ma, Dilo. Tayo by net, no? Tayo net, Pama, a jam pet tamarori, meet azurine, bounce up pussy tare, say a low young rego. Pidulu too, Bama lena machine, Pidulu tuga, pelo lopida, Tanai, Tanai, out, Tanai, a drama. Say on the cool longo, me shop sassy nine male, no? Senaji. Da mapsin I mu. Eri say yo, I love young tema.
ဝင်ဖို့မီးရှို့ဖို့မပြောနဲ့ဝင်ဖို့တောင်မှအဲ့ဒီစက်ရုံအလုပ်ရုံတွေမှာလေဗီဒီယိုကင်မရာတွေနော် security လုံခြုံရေးကင်မရာတွေရှိတယ်လုံခြုံစက်ရုံအလုပ်ရုံရဲ့ဘေးပတ်ဝန်းကျင်မှာလုံခြုံရေးချထားတဲ့လုံခြုံရေးအလုပ်သမားတွေရှိတယ်နော်အဲ့ဒါကိုဘယ်လိုလုပ်ပြီးတော့ပြည်သူလူထုကသွားပြီးတော့ချက်ချင်းမီးရှို့နိုင်မှာလဲဒါအတိတ်ပဲကိုမရှိတလောက်ကြီးပြီးတော့တလောက်အကျယ်အဝန်းအကျယ်ကြီးထဲမှာမြေကွက်ထဲမှာစောက်ထားတဲ့စက်ရုံအလုပ်ရုံတွေကိုဘယ်ပြည်သူလူထုကဝင်ပြီးတော့မီးရှို့နိုင်မှာလဲဗမာအကျန်းဖက်တက်မတော်ကိုယ်တိုင်ကမီးရှို့တယ်ပြီးတော့ပြည်သူလူထုကိုလွှဲချတယ်ဒါကရှင်းနေတာပဲเนาะပြီးတော့သူတို့မီးရှို့တယ်ဆိုတာကစက်ရုံအလုပ်ရုံထဲမှာဘာမှမရှိတော့เนาะသူတို့အကောင်လုံးထုတ်ပိုးပြီးတော့ရှင်းလင်းထုတ်လိုက်ပြီးတော့ဘာမှမကြံတော့တဲ့စက်ရုံအလုပ်ရုံကိုသူတို့မီးရှို့ချလိုက်တယ်အကွက်ဘလောက်လှလဲကြည့်เนาะဗမာအကျန်းဖက်တက်မတော်တွေရဲ့အကွက်ကဘလောက်လှလဲเนาะတော်တော်အကွက်တွေတော်တော်လှတယ်เนาะပြီးတော့နောက်ကပါလဲဆိုလို့ရှိရင်ဒီတရုတ်နော်ပြည်မကြီးကလာတဲ့တရုတ်တွေကဒီသူတို့ကုန်ပစ္စည်းကိုရောင်းရင်လည်းဘယ်သူမှမဝယ်တော့ဘူးလေနော်ဒီအနောက်နိုင်ငံတို့အမေရိကန်တို့ဥရောပနိုင်ငံတို့ကနော်စီးပွားရေးပိတ်ဆို့မှုတွေလှုပ်လိုက်ပြီလေစီးပွားရေးပိတ်ဆို့မှုတွေလှုပ်လိုက်ပြီဆိုတော့ made in မြန်မာဆိုပြီးတော့ဒဇိမ့်နှိပ်ထားတဲ့ဒဇိမ့်ရိုက်ထားတဲ့ဒီထုတ်ကုန်တွေကိုဘယ်နိုင်ငံမှမဝယ်တော့ဘူးဆိုရင်သူတို့လည်းပတ်စံပြန်မရတော့ဘူးပေါ့ဆိုတော့ဒါကိုတရုတ်ပြည်ကိုပြန်သွင်းပြီးတော့ made in China ဆိုတော့တစ်ခါပြန်လောက်ရမယ်လေနော်ဆိုတော့သူတို့ရှို့လိုက်တဲ့အလောက်ယုံထဲမှာဘာမှမရှိတော့ဗလာဖြစ်နေတဲ့အဆက်ယုံအလောက်ယုံတွေကိုသူတို့မီးရှို့လိုက်တာနော်ပြီးတော့ပြည်သူလူထုကိုသူကလက်ညှိုးထိုးတယ်နော်ပြည်သူလူထုလောက်ပါတယ်ဆိုပြီးတော့လွဲချလိုက်တယ်ပြီးတော့အားလုံးတိပြီးတာအတိုင်းပဲเนาะအားလုံးတိပြီးပါပြီဒါတွေကเนาะတရုတ်ပြည်မကြီးကလာတဲ့ဒီတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကဗမာအကျန်းဖက်တက်မတော်တွေအတွက်เนาะကမ္ဘာလော်ဘီတွေကိုเนาะငွေကုန်ကြေးကြเนาะမီလီယံချီပြီးတော့ငွေကုန်ကြေးကြခံပြီးတော့သူတို့ငားပေးရလေအဲ့ဒီပတ်စံတွေကိုလည်းအမေရိကန်ကအစိုးရကဖမ်းမိရဲ့တိမ့်ပစ်လိုက်ပြီးအဲ့ဒီတည်င်းတွေလည်းလူတိုင်းကြားနေတာပဲเนาะကဲသူတို့ပစ္စည်းအတော်များများတော့တရုတ်ပြည်ကိုပြန်ရောက်ပြီเนาะစောစီဒါဒီကချင်လက်နဲ့ကင်တက်တွေရှမ်းလက်နဲ့ကင်တက်တွေတအန်းပလောင်လက်နဲ့ကင်တက်တွေဒီနယ်ဆက်ဂိတ်တွေကိုလေအပိုင်စီးပြီးတော့ပိတ်ကြည့်ဒီစက်ရုံအလုပ်ရုံကနေပြီးတော့တရုတ်ပြည်မကြီးကိုပြန်သွင်းတဲ့ပစ္စည်းတွေအကုန်မိမှာဒါပေမဲ့အခုကတော်တော်လေးကိုနောက်ကျသွားပြီသူတို့အကုန်လုံးပို့လိုက်ပြီလေနော်ဒီပစ္စည်းတွေကအကုန်ရောက်သွားပြီပြီးတော့နောက်မှာစက်ရုံအလုပ်ရုံတွေကိုမီးရှို့တယ်ပြီးတော့အခုဆိုလို့ရှိရင်တရုတ်ကနေပြီးတော့တရုတ်နယ်ဆက်တွေကိုစတင်ပြီးတော့ပိတ်ထားပြီတဲ့နော်ဗမာတက်မတော်ရဲ့အကွက်တွေဘလောက်လှလဲကြည့်အကွက်တွေနော်တော်တော်လှတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်အာနာရှင်စနစ်ကြဆုံးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီအာနာရှင်စနစ်ကြဆုံးတော့မယ်နေ့အချိန်အထိနာရီပိုင်းအထိကိုသူတို့ရဲ့အကွက်တွေကလှနေတော့မယ်တဲ့ကြည်လို့ရှုလို့ကောင်းနေတော့မယ်လို့เนาะပညာရှင်တွေပြောကြပါတယ်เนาะကဲဒါကတော့ဒီစက်ရုံအလုပ်ရုံတွေကိုမီးရှို့တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့เนาะမီးရှို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကိုယ့်ရဲ့ opinion လေးတွေကိုတောင်းလာတဲ့အတွက်ကြောင့်ပြန်ပြီးတော့ပြောပြခြင်းဖြစ်တယ်ကရင်လို့ပြောမယ်နော်အခဲကြီးနဲ့ကော်ပယောသူပဒိုတေတဖာနေအဝဲတေဒွဲဥကွီဝဲတာနော်ဒွဲဥကွီဝဲတာ industry တေတဖာနော်အဝဲတေ industry တေတဖာအဝဲတေကထူထော်ဝဲတာဒါပေါ်တာလောတေတဖာအဝဲတေဒွဲဥကွီဝဲဒါလည်းအဝဲတေဒွဲဥကွီဝဲနေအခေါ်ပညောအိုနော်အဝဲတေဒွဲဥနာဆိုပါဖဲအဝဲတေဒွဲထော်ကွီဝဲတာ industry အစောကတော့နေဒါမနူးမတိုကေလာအိုပူပါနော်
ta phota li to otela nor khaba no ta phota li to otela nor khaba ahone awete dwe ukwi no ke aku Facebook ကအချက်ပြနေပါပြီเนาะကျွန်မ security ကိုတစ်ချက်စစ်ရပါတော့မယ်เนาะအခု hacker တွေဝင်နေပါတယ်ဒီမှာ security ကအချက်ပြနေပါတယ်เนาะဆိုတော့ဗမာပြည်မှာကြည်လိုက်ကလေးတွေเนาะဥပမာထပ်ပေးမယ်เนาะဒီ security ကိုမချက်ခင်မှာဒီဗမာပြည်မှာကလေးတွေရောင်စုံတကြားလုံးတွေကိုစားမိလို့เนาะဒီအစိတ်လိုမျိုးသူကเนาะဒီစမြုပ်တွေပြန်ပြီးတော့တည်သွားတဲ့ကလေးတွေလည်းကြားဖူးတာပဲမြန်မာပြည်မှာဖြစ်သွားတာเนาะဒီရောင်စုံလလပပလေးတွေလေရောင်စုံလေးနဲ့လှုပ်ထားတဲ့တကြားလုံးလေးတွေလေရောင်စုံတကြားလုံးလေးတွေကိုကလေးတွေเนาะဘာမှမသိတဲ့ကလေးသူငယ်တွေစားမိရဲ့အတွက်ကြောင့်မြန်မာပြည်ကကလေးတွေနေ့တိုင်းတည်နေရတယ်ဒီတကြားလုံးကိုဘယ်ကနေထုတ်တာလဲဘယ်စက်ယုံအလောက်ယုံကနေလာတာလဲအလွယ်တကူဖြတ်ချီပေးနေတာလဲဒါရှင်းနေတာပဲလေနော်ဘယ်စက်ယုံအလောက်ယုံကလာလဲဆိုတာနော်အဲ့ဒါတွေကိုသိဖို့လိုတဲ့ပြီးတော့ဒီဘားတွေဒီစကိုတွေနော် night club တွေစားတောက်ဆိုင်တွေဟိုတယ်တချို့တွေမှာလူငယ်တွေနော်တောက်လိုက်စားလိုက်ပြီးဆိုလို့ရှိရင်လိန်စိတ်တွေတက်ကြွပြီးတော့လိုချင်တဲ့ကာမဆက်ဆံချင်တဲ့စိတ်တွေတရိတ်ဆန်လိုကာမတွေဆက်ဆံတဲ့မိန်းကလေးငယ်တွေတည်သွားတယ်အဲ့ဒီသတင်းတွေလည်းကြားနေတာပဲတလောက်တောင်မှမူးယစ်ဆေးဝါးတွေကိုအလွယ်တကူသုံးဆွဲလို့ရတယ်ဆိုတော့ဒီမူးယစ်ဆေးဝါးကိုထုတ်နေတော့စက်ယုံအလောက်ယုံကဘယ်မှာရှိလဲမြန်မာပြည်မှာပဲရှိတယ်နော်ဒီအခုနကလေးငယ်တွေကိုတတ်နေတဲ့နော်ရောင်စုံတကြားလုံးလေးတွေကိုထုတ်တဲ့စက်ယုံဒီမြန်မာပြည်မှာပဲရှိတယ်နော်လူငယ်တွေကာမစိတ်တွေတက်ကြွပြီးတော့မဟုတ်ကနော်ဖြော်ရည်တွေဘာတွေတောက်မိရဲ့အဲ့ဒါတို့ဘယ်သူကထုတ်နေတာလဲအဲ့ဒီစက်ယုံကဘယ်မှာရှိလဲနော်ဗမာပြည်မှာပဲရှိတယ်အဖြေကရှင်းလေးပဲနော်ပြီးတော့နောက်တရုတ်နိုင်ငံကထုတ်လုပ်တဲ့လျှက်စစ်ပစ္စည်းတွေဖုံးတွေပေါက်ကွဲတယ်နော်ဒီထမင်းအိုးတွေပေါက်ကွဲတဲ့ဒီနိုင်ငံမှာတခါမကြားဘူးဗမာပြည်မှာပဲရှိရဆိုတော့အတူချုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီဗမာအကြံဖက်တက်မတော်နဲ့ဒီတရုတ်ပြည်မကြီးကလာတဲ့တရုတ်လုပ်ငန်းရှင်တွေเนาะစီးပွားရေးလုပ်ငန်းရှင်တွေစုပေါင်းပြီးတော့စက်ယုံအလုပ်ယုံတွေကိုမီးရှို့ဖျက်ဆီးနေကြခြင်းဒီသူတို့ဤအကျိုးအမြတ်အတွက်ဖြစ်သည်เนาะနိုင်ငံတကာကဝင်ပြီးတော့မစစ်ဆေးခင်မကြည့်ရှုမလေ့လာခင်မှာသူတို့ကလက်ဦးယူထားပြီးတော့လက်ဆောက်ဖြောက်လိုက်တာပဲဖြစ်တယ်နော်ဒီစစ်မှန်သော Federal Union နဲ့ Democracy စနစ်ကိုအောင်မြင်အောင်အကောင်အထည်ဖော်နေတော့ဒီပြည်သူလူထုများသည်ရိုးသားသောမြန်မာပြည်သူလူထုများသည်စက်ယုံအလုံယုံကိုမီးရှို့ဖျက်ဆီးသူများမဟုတ်ဘူးဆိုတာကိုကျွန်မတိတိကျကျကိုထောက်ပြနေခြင်းဖြစ်ပါတယ်စက်ယုံအလုံယုံတွေကိုမီးရှို့နေတာဗမာအကြမ်းဖက်တပ်မတော်တွေပဲဖြစ်တယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခုနဒီ Facebook ထဲကို hacker တွေဝင်လာလို့ပါဒီ security ကိုကျွန်မချက်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်နော်အရေးတော်ပုံအောင်ရမည်စစ်အာဏာရှင်ကြရှုံးရမည်